ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဆီးရီးယားနဲ့မြန်မာနိုင်ငံမှာပဋိပက္ခတွေကြောင့်မြေမြုံမိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေပေါက်ကွဲလို့သေဆုံးမှုဒဏ်ရာရရှိမှုတွေဟာ2024ခုနှစ်မှာ၄နှစ်အတွင်းအမြင့်ဆုံးကိုရောက်ရှိလာခဲ့တယ်လို့မနေ့ကထုတ်ပြန်တဲ့ Landmine Monitor အစီရင်ခံစာအသစ်အရသိရပါဗျ။ဥရောပနိုင်ငံအများအပြားဟာရုရှားရဲ့ကျူးကျော်မှုချိန်ချောက်မှုအန္တရာယ်ကြောင့်မြေမြုံမိုင်းအသုံးပြုမှုကိုတားမြစ်တဲ့စာချုပ်ကနေနှုတ်ထွက်ဖို့လှုပ်ရှားနေချိန်မှာဒီဒေတာအချက်လက်တွေထွက်ပေါ်လာခြင်းဖြစ်တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကဖြစ်ရပ်ပေါင်း6000ကျော်မှတ်တမ်းတင်ထားခဲ့ပြီးအဲ့ဒီအထဲမှာသေဆုံးသူ1945ဦးနဲ့ဒဏ်ရာရရှိသူ4325ဦးအထိပါဝင်ပါတယ်။2020ခုနှစ်ကစပြီး၄နှစ်တာကာလအတွင်းမိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ဟာ2024ခုနှစ်မှာအမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့လည်းဆိုထားပါတယ်။ထိခိုက်ဒဏ်ရာရရှိသူ90%နီးပါးဟာအရက်သားတွေဖြစ်ကြပြီးထက်ဝက်နီးပါးဟာအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်ကြပါတယ်။ဆီးရီးယားနဲ့မြန်မာနိုင်ငံမှာရှိတဲ့ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာအဓိကအဖြစ်မြင့်တက်လာနေတာကိုတွေ့ရှိရတယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။ဆီးရီးယားမှာသမ္မတဟောင်းဘရှာအယ်အာဆတ်ပြုတ်ကျပြီးတဲ့နောက်နေရပြန်လာနေထိုင်သူတွေဟာမပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေကြောင့်အန္တရာယ်တွေတိုးပွားလာနေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းတပ်မတော်နဲ့အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့မိုင်းအသုံးပြုမှုမြင့်တက်လာတာကြောင့်ဖြစ်ရပ်ပေါင်း2000ကျော်ကိုအများဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်။